မြို့ပြက်ကြီးအောက်မှာအလင်းမရှိအကူအညီမရှိအတန်ထွက်ရင်တေမင်းရောက်လာမဲ့နေရာကဲဒီနေ့မှာတော့မြို့ပြက်ကြီးတဲကမြေအောက်လိုင်ကောင်းတစ်ခုမှာတေမင်းနဲ့ရင်ဆိုင်နေရတဲ့လူတစ်ယောက်ရဲ့အသေးရစရာစွန့်စားခန်းကို movie recap အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းအစမှာတော့တိုက်ခိုက်မှုတွေကြောင့်လူတွေဟာထိတ်လန့်တကြားထွက်ပြေးနေကြပြီး TV ဖန်သားပြင်မှာလည်းဘေးလွတ်ရာရှောင်ဖို့အရေးပေါ်သတိပေးချက်တွေတက်နေတာကိုတွေ့ရမှာပါမြို့ကြီးတစ်မြို့လုံးပျက်စီးယိုယွင်းနေတဲ့ကြားထဲမှာပဲအလွန်ကြီးမားတဲ့မြေကျင်းကြီးတစ်ခုကထင်ထင်ရှားရှားရှိနေပါတယ်အဲ့ဒီကျင်းထဲမှာတော့ Mark ဆိုတဲ့လူတစ်ယောက်ပိတ်မိနေတာပေါ့သူ့ရဲ့ခြေထောက်ကိုကြောက်တုံးကြီးတစ်တုံးကဖိထားလို့သူအော်ဟစ်အကူအညီတောင်းပေမဲ့မြို့သူမြို့သားတွေအကုန်ထွက်ပြေးကုန်ပြီမို့ဘယ်သူမှရှိမနေပါဘူးသူဟာအနားမှာရှိတဲ့တန်တုတ်တစ်ချောင်းကိုအာကိုပြီးလွင့်စင်သွားတဲ့သူ့ဖုန်းကိုဆွဲယူကအကူအညီတောင်းဖို့ကြိုးစားပေမဲ့ဖုန်းလိုင်းတွေကအကုန်ပြတ်နေလို့မျှော်လင့်ချက်မဲ့နေခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအပြင်းထန်တဲ့တုန်ခါမှုကြီးတွေကိုခန်းစားလိုက်ရပြန်ပါတယ်မက်ခါဖုန်းမီလေးနဲ့ပတ်ဝန်းကျင်ကိုစမ်းတဝါဝါကြည့်ရင်မြေအောက်လိုင်ကောင်းတစ်ခုကိုတွေ့သွားပါတယ်ဒါပေမဲ့အဲ့ဒီထဲကနေကြောက်စရာကောင်းတဲ့တရဝါတစ်ကောင်ရဲ့ဟိန်းတန်ကြီးကိုကြားလိုက်ရလို့ဖုန်းမီကိုချက်ချင်းပိတ်လိုက်ရတာပေါ့သူဟာမသေးခင်မှာသူ့ဇနီးစီကိုအတန်သွင်းစာတိုးလေးပို့ထားခဲ့ပါတယ်သမီးလေးတွေကိုကျောင်းကနေတွားချိုတုံးမှာဒီလိုဖြစ်သွားရတာပါဆိုပြီးတော့ပေါ့အခြေအနေတွေကတဖြည်းဖြည်းနဲ့ပိုဆိုးလာပါတယ်အဲ့ဒီအချိန်မှာပဲဟယ်လီကော်ပတာတန်ကြားလိုက်ရလို့သူဝမ်းသာသွားပေမဲ့ခဏပါပဲအဲ့ဒီလေရင်ကပြက်ကျပြီးပောက်ကွဲမှုဖြစ်ကကျင်းကြီးကပြိုကျလာပါတော့တယ်မက်ခါတနုတ်ကိုတုံးပြီးကြောက်တုံးအောက်ကနေသူ့ခြေထောက်ကိုမနှဲယုံထွက်ကလိုင်ကောင်းထဲကိုပြေးဝင်ခဲ့ရပါတယ်ဒီကြားထဲမှာမှဖန်စ်တစ်ခုကသူ့ကိုယ်ထဲစိုက်ဝင်သွားခဲ့ပါသေးတယ်သူဟာအဝစ်တစ်ခုကိုပါးစပ်မှာကိုက်ပြီးတကယ်ကိုနာကျင်လာတဲ့ဝေဒနာကိုအန်ကျိတ်ခံကအဲ့ဒီဖန်စ်ကိုဆွဲထုတ်ခဲ့ရပါတယ်ဒဏ်ရာကသူထင်ထားတာထက်ပြင်းထန်နေလို့သူလက်လျှော့ချင်နေပြီဒါပေမဲ့ဖုန်းထဲကသမီးလေးတွေရဲ့ပုံကိုမြင်လိုက်တဲ့အခါမှာတော့သူဆက်ပြီးအားတင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာအမှောင်ထဲမှာမိချစ်လေးကိုတုံးပြီးလမ်းရှာရင်းနဲ့နေရန်ပေါ်ကတွေးကွက်တွေကိုတွေးလိုက်ရပါတယ်ဒီနေရာမှာသူတယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာသူသိလိုက်ပြီးလေရှစ်ဆက်သွားရင်းနဲ့တိုးပိုးအိတ်တစ်လုံးကိုတွေ့ပြီးအထဲမှာမိန်းကလေးတစ်ယောက်ရဲ့တပ်ပုံကိုတွေ့ခဲ့ပါတယ်အဲ့ဒီအိတ်ထဲကညကြီးမှန်ပြောင်း night vision camera ကိုယူပြီးလမ်းအဆုံးကိုကြည့်လိုက်တဲ့အခါမှာတော့ဒဏ်ရာတွေနဲ့သတိမိနေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတာပေါ့မက်ကသွားနှိုးလိုက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးဟာအကြီးအကျယ်ထိတ်လန့်သွားပါတယ်ခဏအကြာမှာတော့ပြင်းထန်တဲ့တုန်ခါမှုတွေထပ်ဖြစ်လာလို့သူတို့နှစ်ယောက်လုံးအကာအကွယ်ယူလိုက်ရပါတယ်မက်ကသတိပြန်ရလာတဲ့အချိန်မှာတော့အဲ့ဒီအမျိုးသမီးကထွက်ပြေးသွားတာမို့သူ့နောက်ကနေအော်ခေါ်ပြီးလိုက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူ့ကိုနှက်ခမ်းမှာလက်ညှိုးလေးတင်ပြီးတိုးတိုးနေပါမဟုတ်ရင်အဲ့ဒီအရာကြီးငါတို့စီရောက်လာလိမ့်မယ်လို့တုံတုံရင်ရင်နဲ့ပြောလိုက်ပါတယ်မက်ခါသူမရဲ့ခြေထောက်တန်ရာကိုကြည့်ပြီးသူ့ခါဘက်နဲ့စီးနောင်ကအနာဂတ်မှာပိုးမဝင်အောင်ရှေးဦးသူနာပြုစုနည်းနဲ့ကူညီပေးခဲ့ပါတယ်မက်ကသူ့ဖုန်းကဘက်ထရီကုန်တော့မယ်လို့ပြောတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကသူမကိုကယ်ခဲ့တဲ့မက်ကိုကြည့်ပြီးမင်းကတကယ်ပဲဒါကိုငလင်လောက်တာလို့ထင်နေတာလားဆိုပြီးတစ်ချက်ရည်ကမေးခွန်းထုတ်လိုက်ပါတော့တယ်မက်ကတော့ပြီးခဲ့တဲ့အပတ်တွေအတွင်းဖြစ်ပျက်နေတာတွေကြောင့်ဒါကိုတာမန်ငလင်လောက်တာလို့ပဲတထေရတဲ့ယုံကြည်နေတာပါဒါပေမဲ့အမျိုးသမီးကတော့သူ့ကိုကြည့်ပြီးမင်းအဲ့ဒီအရာကြီးကိုမမြင်မိဘူးလားလို့မေးခွန်းထုတ်လိုက်ပါတယ်အခြေအနေတွေကိုရှင်းပြဖို့အချိန်မရလိုက်ပါဘူးမြေကြီးတွေထပ်မံတုန်ခါလာတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာထိတ်လန့်တကြားနဲ့စိတ်လွတ်တယ်လို့ဖြစ်သွားခဲ့ပါတယ်မက်ကတော့တယောက်ယောက်လာခဲ့မှာပဲလို့မျှော်လင့်ပြီးဝမ်းသာနေတော့သူမကတော့ဘယ်သူမှလာမှမဟုတ်ဘူးအားလုံးတေကုန်ကြပြီလို့အော်ဟစ်လိုက်ပါတော့တယ်သူမဟာအကြီးအကျယ်ထိတ်လန့်နေပြီးမက်ကိုငြိမ်ငြိမ်နေဖို့ပဲသတိပေးနေပါတယ်မက်ကတော့သူမဘာတွေကိုကြောက်နေမှန်းလုံးဝနားမလည်နိုင်ရှာပါဘူးဒါပေမဲ့ဒီနေရာမှာပဲပိတ်မိနေလို့မဖြစ်တာကြောင့်သူတို့ရှေ့ဆက်ဖို့ကြိုးစားကြပါတယ်လိုင်ကောင်းနဲ့လျှောက်လာရင်မက်ကရှေ့ကနေလမ်းသွားဆန်းကျင်ပေမဲ့အမျိုးသမီးကသူ့ကိုလုံးဝမယုံကြည်ပါဘူးမင်းရှေ့ကသွားပြီးငါ့ကိုပြစ်ထားခဲ့မလို့မလားဆိုပြီးဆွဆွဲလိုက်ပါတယ်မက်ကသူ့မှာလည်းသူ့ကလေးတွေစီပြန်ကျင်တဲ့ဆန္ဒပဲရှိတာပါလို့ပြောပြီးသူ့ကလေးတွေရဲ့ပုံကိုပြခဲ့ပါတယ်ဒီတော့မှပဲသူမလည်းအနှဲငယ်စိတ်အေးသွားပုံရပါတယ်မက်ကသူမကိုစားရလို့ခေါ်လိုက်တဲ့အခါမှာတော့သူမကဒါဟာသူ့မနာမည်မဟုတ်ကြောင်းဒီအိတ်နဲ့မှတ်ပုံတင်ကိုသူမခိုးလာတာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်မက်ကတော့ဒါတွေကိုအပြစ်မတင်ပါဘူးအဓိကအပြင်ကိုအသက်ရှင်လျက်ထွက်နိုင်ဖို့ပဲလေဒါပေမဲ့ရှေ့ဆက်တိုးဖို့ကြိုးစားတဲ့အခါမှာတော့သူတို့နှစ်ယောက်စကားများရာကနေအမျိုးသမီးကတနက်ထုတ်ပြီးမက်ကိုချိန်လိုက်ပါတော့တယ်မက်ကလည်းပါနတ်စွာနဲ့မင်းပစ်လိုက်ရင်ထွက်လာမဲ့အတန်ကြောင့်အဲ့ဒီတရဝါကြီးရောက်လာလိမ့်မယ်လို့တတိပေးလိုက်တဲ့အခါမှာတော့သူမလည်းတနက်ကိုပြန်သိမ်းလိုက်ရပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်အမှောင်ထဲမှာဆက်လျှောက်လာရင်ကြောက်စရာကောင်းတဲ့ဟိန်းတန်ကြီးနောက်နားကနေထွက်လာပြန်ပါတယ်ထိတ်လန့်သွားတဲ့အမျိုးသမီးကမိချစ်ကိုညှိလိုက်လို့မက်ကသူ့ဖုန်းမီကိုဖွင့်လိုက်ရပါတယ်ညကြီးမှန်ပြောင်းနဲ့ရှာဖွေကြည့်တဲ့အခါမှာတော့အစကဘာမှမတွေ့ရပေမဲ့ခဏအကြာမှာတော့အမျိုးသမီးဟာရောင်ရမ်းပြီးထွက်ပြေးပါတော့တယ်သူမရဲ့အကိုကျိုးကျုံများလာရှာနေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့ဒါပေမဲ့သူတို့ခဏနားနေတော့မှပဲအဲ့ဒီတရဝါကြီးကပြန်ပေါ်လာပါတယ်သူတို့နှစ်ယောက်အသက်လူပြီးထွက်ပြေးကြရင်းနဲ့ချော်လဲကုန်ကြပါတယ်မှောင်နေလို့ဘာမှမမြင်ရတဲ့ကြားကမက်ကညကြီးမှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီကြောက်စရာကောင်းတဲ့တရဝါကြီးကသူတို့စီကိုတဖြည်းဖြည်းနီးကပ်လာတာကိုမြင်လိုက်ရပါပြီသူတို့လိုင်ကောင်းထဲမှာမနှဲပုံအောင်ရင်လွတ်ပြီးထင်ပါပဲအမျိုးသမီးကသူမရဲ့အသက်ကယ်ဆေးတွေမရှိတော့ဘူးဆိုတာသိလိုက်ရပါတော့တယ်မက်ကသူမကိုစိတ်အေးထားဖို့နဲ့ဒီနေရာကနေလွတ်အောင်ထွက်သွားနိုင်မှာပါလို့ဖြောင်းဖြနေပေမဲ့သူမကတော့မယုံကြည်နိုင်သေးပါဘူးသူမဟာသဘောတူတယ်လို့နဲ့ဟန်ဆောင်နေပြီးမှရုတ်တရက်တနက်ထုတ်ကမက်ကိုချင်းချောက်ပါတော့တယ်စောစောကကြံခဲ့တဲ့သူမရဲ့အသက်ကယ်ဆေးတွေကိုအသက်ဆုံးပြီးပြန်သွားယူခိုင်းတာပါမက်ခများမှာလည်းရွေးချယ်စရာမရှိတာကြောင့်လိုင်ကောင်းနဲ့ပြန်ဝင်ပြီးဆေးတွေကိုမနှဲရှာဖွေကပြန်ယူပေးခဲ့ရပါတယ်
သူဆေးတွေနဲ့ပြန်ရောက်လာတဲ့အခါမှာတော့တစ်ချိန်လုံးတနက်နဲ့အချင်းချောက်ခံနေရတာကိုတော်တော်လေးစိတ်ကုန်သွားပါပြီဆေးဘူးကိုသူမရဲ့ရင်ဘတ်စီပစ်ပေါက်လိုက်ပြီးခင်ဗျားမှာတနက်ရှိတိုင်းဒီလိုပဲအမြဲလုံနေတော့မှလားလို့ပောက်ကွဲမိတဲ့အထိဖြစ်သွားခဲ့ပါတယ်အဲ့ဒီမှာပဲသူမရဲ့ဝမ်းနည်းစရာအတိတ်ဇလန်းကိုတိလိုက်ရတာပါဒီတရဝကြီးတွေကသူမရဲ့ညီမလေးကိုသူမမျက်စိရှိမှတင်ဆွဲခေါ်သွားပြီးတက်ပစ်ခဲ့တာပါသူမဟာညီမလေးကိုကယ်ဖို့နေတတ်တာကိုယ်တိုင်တော့အသက်လူပြေးခဲ့ရတဲ့အကြောင်းတုံရင်နေတဲ့အတန်နဲ့ပြောပြတဲ့အခါမက်ခလဲစောစောကဒေါသတွေပြေးပြီးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်သူတို့နှစ်ယောက်လိုင်ကောင်းချင်းလေးနဲ့ဆက်လျှောက်လာရင်းနဲ့မက်ကသူ့ဖုန်းဘက်ထရီကိုနောက်ဆုံးအချိန်အတွက်ချွေတာခြင်းလို့မိမဖွင့်ပေးတဲ့အပေါ်မှာလည်းအခြေတင်စကားများကြပြန်ပါသေးတယ်။အဲ့ဒီကြားထဲမှာပဲမက်ကသူဟာအခုဇနီးတဲ့နဲ့ကွာရှင်းဖို့ပြင်ဆင်နေတဲ့သူတစ်ယောက်ဖြစ်ကြောင်းရုတ်တရက်ဝန်ခံလိုက်တဲ့အခါမှာတော့သူမလည်းဘာမှပြန်မပြောနိုင်ပဲစိတ်စိတ်သွားပါတော့တယ်။လမ်းအဆုံးမှာအလင်းရောင်တစ်ခုမြင်လို့ဝမ်းသာအားရပြေးကြည့်ပေမဲ့တကယ်တော့အလောင်းတလောင်းပေးကဓမီလေးပဲဖြစ်နေခဲ့တယ်။အဲ့ဒီမှာဓာတ်တစ်ချောင်းအရက်တစ်ပလင်းနဲ့ရေဘူးတစ်ဘူးတွေ့ခဲ့ပါတယ်။မက်ကအရက်ဖြတ်ထားတာ6လရှိပြီမို့ဒီအရက်ကိုတောက်ဖို့မဟုတ်ပဲသူ့ရဲ့ခြေထောက်တန်ရာကိုစေးကြောဖို့ပဲသုံးခဲ့ပါတယ်။ဒါပေမဲ့တကယ်ထိတ်လန့်စရာကအခုမှစတာပါသူတို့အဲ့ဒီအလောင်းဘေးကနေဖြတ်သွားမှတေးပြီလို့ထင်ထားတဲ့အဲ့ဒီလူကမက်ခီရဲ့ခြေထောက်ကိုရုတ်တရက်လှမ်းဆွဲပြီးအကူကြီးတောင်းကအကျယ်ကြီးអော်လိုက်ပါလေရောအဲ့ဒီအတန်ကြောင့်ကြောက်စရာကောင်းတဲ့တတော်ဝါကြီးချက်ချင်းရောက်လာပြီးအဲ့ဒီလူကိုရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်မက်နဲ့သူမတို့အသက်လူပြီးထွက်ပြေးခဲ့ရပေမဲ့ကန်ဆိုးကျင်တော့ကင်မရာကြံခဲ့လို့ပြန်သွားယူတဲ့အချိန်မှာအဲ့ဒီတတော်ဝါကြီးကသူတို့နောက်ကိုပြန်လှည့်လာနေပြီဆိုတာသိလိုက်ရပါပြီအမောင်ထဲမှာသူမကလည်းဘာမှမမြင်ရတော့တဲ့အတွက်အခြေအနေကတကယ်ကိုတေးရရှင်ရေးဖြစ်နေပါပြီတရဝါကြီးတွေကသူတို့နောက်ကိုကတ်လိုက်လာပြီးမို့မက်ကကိတ်ကိုတတိပြန်ဝင်လာအောင်အတင်းတိုက်တွန်းပြီးမိလာပိုက်ထဲကိုအမြန်ခုန်ချကထွက်ပြေးခဲ့ကြပါတယ်။အဲ့ဒီမှာရေတွေအပြည့်နှိမ့်မြုပ်နေတဲ့လမ်းတစ်ခုကိုတွေ့ရပါတယ်။မက်ကအသက်အောင်ပြီးအပြင်ထွက်ပေါက်ကိုအချိန်ချင်းငုတ်ရှိုးရှာဖွေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ထွက်ပေါက်တစ်ခုကိုရှာတွေ့ခဲ့ပါပြီးကိတ်ဟာရေထဲမစင်းခင်မှာတေးဆုံးသွားတဲ့သူမညီမလေးရဲ့ဓာတ်ပုံပါတဲ့ memory card လေးကိုအိတ်ကတ်ထဲအသေးချာထည့်သိမ်းထားခဲ့ပါတယ်။ရေအောက်မှာမက်ကလမ်းမပြီးမွန်းတိတ်ကတတိလစ်လူနီးပါးဖြစ်သွားခဲ့ပေမဲ့ကိတ်ကသူ့ကိုလမ်းပြပြီးအပြင်ကိုဆွဲထုတ်နိုင်ခဲ့ပါတယ်သူတို့နှစ်ယောက်လုံးအသက်ရှင်လျက်နဲ့လိုင်ကောင်းထဲကနေအလင်းရောင်ရှိရာကိုတရွတ်တိုက်သွားနေကြတော့မှာပဲပြင်းထန်တဲ့တုန်ခါမှုကြီးတွေထပ်ဖြစ်လာပါတယ်ကိတ်ကတော့သူမရဲ့ဒဏ်ရာတွေကြောင့်အားကုန်နေပါပြီတကယ်တော့ကိတ်ဟာထွက်ပေါက်ကိုမရောက်ခင်မှာတင်ဒဏ်ရာတွေကြောင့်အသက်ပြောက်သွားခဲ့ပါတယ်မက်ခါတယောက်တည်းကြံခဲ့ပြီးလိုင်ကောင်းကလည်းပြိုကျနေတယ်လို့အောက်မှာလည်းတရဝါကြီးတွေအုပ်စုလိုက်ရှိနေပါတယ်မက်ခါမျောလင်းချက်တွေကုံဆုံးသွားပြီးကိတ်ရဲ့တနက်နဲ့ကုကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့ပေမဲ့ကန်ဆိုးကျင်တော့ကြည်စံကကုန်နေပြန်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအံ့ဩစရာတစ်ခုဖြစ်လာပါတယ်။သူ့ဖုန်းထဲကိုသူ့ဇနီးစီကနေမက်ဆေ့ချ်တွေဆက်ဆက်တိုက်ဝင်လာပါတော့တယ်။ကျမရှင်ပေးတဲ့သတင်းစကားကိုရပါတယ်။ရှင်ကိုကျမတို့တိတ်ချစ်တဲ့အဖြစ်တွေမတင်ပါနဲ့တော့။အမြန်ပြန်လာခဲ့ပါဆိုတဲ့စာသားတွေကမက်ကိုအားရင်တစ်တွေပေးလိုက်ပါတယ်။မက်ဟာနီလန်တစ်ခုကိုစဉ်းစားမိသွားပါတယ်။သူ့ဖုန်းမှာအချက်ပေးတန်အော်မ်ပေးပြီးကိတ်ရဲ့ခြေထောက်မှာခြိထားလိုက်ပါတယ်။တရဝါကြီးကအတန်ကြားလို့ရောက်လာပြီးကိတ်ရဲ့အလောင်းကိုဆွဲခေါ်သွားတဲ့အချိန်မှာထွက်ပေါက်ဖွင့်သွားတာမို့မက်ခလဲအမြန်လွတ်အောင်ပြေးပါတော့တဲ့လမ်းမှာတရဝါကြီးတစ်ကောင်ရဲ့ဖမ်းဆီးခြင်းကိုခံရပေမဲ့မက်ကလက်ကြံရက်နဲ့မိချစ်ကိုတုံးပြီးအဲ့ဒီကောင်ကိုမိရှို့တက်ကအပြင်လောကကိုအရောက်ထွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူအပြင်ကိုရောက်သွားတဲ့အချိန်မှာတော့သူမျောလင့်ထားတဲ့အေးချမ်းတဲ့လောကကြီးမဟုတ်တော့ပါဘူးအပြင်လောကကြီးတစ်ခုလုံးဟာသူပိတ်မိနေတဲ့မြေအောက်ထက်တောင်ပိုပြီးပျက်စီးယိုယွင်းကငရဲခမ်းတစ်ခုလိုဖြစ်နေတာကိုမြင်တွေ့လိုက်ရရင်လည်းပဲဒီဇလန်းလေးဟာစိတ်မကောင်းစရာအဆုံးသက်သွားပါတော့တယ်ကဲပရိသတ်ကြီးရေမက်တယောက်ဒီလိုပျက်စီးနေတဲ့ကဘာကြီးထဲမှာသူ့မိသားစုနဲ့ပြန်ဆုံနိုင်ပါမလားဇလန်းလေးကတော့ပဟေလီတွေနဲ့ပဲပြီးဆုံးသွားခဲ့ပါပြီအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ movie recap လေးတွေကိုသဘောကျတယ်ဆိုရင်ကျွန်တော်တို့ channel ကို like subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့နောက်ထပ်ဘယ်လိုဇာတ်ကားမျိုးတွေကိုပြန်ပြောပြပေးစေချင်လဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ